Hallelujah, hallelujah, hallelujah. လူမျက်စိနဲ့မမြင်နားဖြင့်မကြားစိတ်လုံးနဲ့မကြံစိနိုင်သေးတဲ့အရာတွေအားလုံးကိုဘုရားရှင်သူ့ရဲ့သားပြီးတော့ပြင်ဆင်ထားတယ်ဘယ်လောက်ကြီးမားတဲ့မင်္ဂလာလဲအာမင် Hallelujah ဘုရားရှင်နာမဘုန်းကြီးပါစေဒီနေ့တော့ကပတ်တော်တွားခဏလောက်ဆုတောင်းကြရအောင်ဘုရားရှင်ကိုရောကိုယေရှုတင်တယ်ကိုရရှင်ဖျားဖွင့်ပြမဲ့အရာတွေအထူးပဲကျေးဇူးတင်တယ်ရတမီရောက်စီတိုင်းကို2026မှာအမှုတစ်တွေကိုပြုအုပ်မှာဖြစ်လို့ကျေးဇူးတင်တယ်တခါမှမရောက်ဘူးတဲ့နေနမိတ်သေးကိုဝင်စားရအောင်ပဲဖြစ်လို့ကျေးဇူးတင်တယ်ကိုရရဲ့ကျေးဇူးတော်ကြောင့်အိမ်မက်တော်မမတ်နိုင်တဲ့နယ်ပယ်သေးကိုကိုတော်ဝင်စားခွင့်ပေးလို့ကျေးဇူးတင်တယ်ငွေကြီးနဲ့ဆိုင်တဲ့ကောင်းကြီးတွေလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးတွေအဲ့ထဲကိုမဝင်ခင်မှာကိုတော်မြင်တွေ့ရတဲ့သားသမီးတွေဖြစ်စေဖို့ကိုတော်ကောင်းကြီးပေးလက်ချီမြောက်ပါရှင်နိုင်ကိုလက်တော်ထဲမှာအနန္တနဲ့တရှင်တော်ဝိညာဉ်တော်ဖွင့်ပြနားလဲစေပါယေရှုနာမနဲ့ဆုတောင်းပါတယ်ပါဗျာဖခင်ကတခုခုပေးတော့မယ်ဆိုရင်ဖခင်ကအရင်ဆုံးသင်ကိုမြင်စေတယ်မမြင်ဘဲနဲ့သင်ဘယ်တော့မှမရဘူးသင်တခုခုဖခင်ရှင်သင်ကိုပေးတော့မယ်ဆိုရင်အရင်ဆုံးသင်ကိုမြင်စေတဲ့ဖခင်ရှင်ဖြစ်တယ်အာမင်ဟာလေလုယာဒါကြောင့်အေဖတ်ဩဝါဒစာခန်းကြီး1မှာရှိတယ်အေဖတ်16ကနေကျွန်တော်စပြီးကြည့်ကြရအောင်သင်တို့ကိုအကြောင်းပြု၍ယေရှုတော်ကိုအစင်မပြတ်ချီးမွမ်းလျက်သင်တို့အဖို့လုံးငါဆုတောင်းပတနာပြုလျက်နေသင်တို့ကိုအကြောင်းပြု၍ယေရှုတော်ကိုအစင်မပြတ်ချီးမွမ်းလျက်သင်တို့ဖို့လုံးငါဆုတောင်းပတနာပြုလျက်နေဖခင်ကသင်တို့ကိုပေးချင်တယ်ပေးဖို့လည်းပြင်ဆင်ထားတယ်ဆိုဘာလို့မပေးတာလဲတကယ်လိုချင်မှပေးတယ်နော်ဖခင်မရမှဆိုလို့ပြန်ပြောမယ်ကျွန်တော်ဆုတောင်းတာပဲဆရာမရဘူးလို့ပြောရင်ကျွန်တော်ပြောပြမယ်တင်းရဲ့စာငတ်ခြင်းကမပြင်းပြသေးဘူးစာငတ်ခြင်းကမပြင်းပြမချင်းတင်းရမှာမဟုတ်ဘူးကျင်းသေးတယ်ဆိုဆူတောင်းခြင်းကဘာကိုပြတာလဲဆိုတော့တင်းရဲ့ပြင်းပြတဲ့စာငတ်ခြင်းကိုဆူတောင်းခြင်းနဲ့ပြတာတင်းဘယ်လောက်စာငတ်လဲအဲ့ဒီအရာဆူတောင်းခြင်းဖြစ်လာတယ်တင်စာငတ်ခြင်းရှိဖို့အင်မတန်ရေးကြည့်တယ်စာငတ်ခြင်းပေါ်မှာဖခင်အလုပ်လုပ်တယ်ဖခင်ဆိုတော့ဒီမှာဘာတွေ့ရဆိုတော့ဖခင်သခင်တို့အတွက်ပြင်ဆင်ထားတဲ့အရာရှိတယ်ဆရာကဒီ generation ကိုအရင်ရစေချင်တာကဖခင်ပြင်ဆင်ထားရဲ့သားနဲ့အဲ့ဒီပြင်ဆင်ခြင်းထဲကိုမဝင်စားရတဲ့သူတွေအများကြီးရှိတယ်ဥမာဒီကျမ်းပိုက်ကိုသိတယ်ကျမ်းစာလာသည်နဲ့ညီဖခင်သခင်ကိုချစ်တော်သူတို့အဖို့အလုံးငါဘာလို့လဲဖခင်ပြင်ဆင်ထားတဲ့အရာရှိတယ်တဲ့ဖခင်ရှိတော်သူတို့ဖို့လို့ငါဘာလို့လဲဖခင်ပြင်ဆင်ထားတဲ့အရာရှိတယ်အဲ့ဒီဖခင်ပြင်ဆင်ထားတဲ့အရာတွေကလူမျက်စိနဲ့မမြင်နိုင်ဘူးတဲ့လူမျက်စိနဲ့နားဖြင့်စိတ်နှလုံးဖြင့်မကြံစီသေးတဲ့ဒီနေ့ညီကောင်မောင်တို့သင်ဘာကိုမြင်ရပြီလဲအဲ့ဒီမြင်တဲ့အတိုင်းသင်ရကိုရတာသင်မြင်ရင်သင်ရပြီ
if you can see the invincible and you can do the impossible လူတွေမမြင်နိုင်တဲ့အရာကိုသင်ကိုမြင်စေဖို့ဖခင်အလိုတော်ရှိတယ်ဟာလေလုယာဒီလိုမျိုးပြောရအောင်လူတွေမမြင်နိုင်တဲ့အရာလောကသားတွေမမြင်နိုင်တဲ့အရာကိုသင်ကိုမြင်စေဖို့ဖခင်အလိုတော်ရှိတယ် Come on အဲ့ဒီ level တိုးတက်လှမ်းကြောင်း2026မှာလူတွေမမြင်နိုင်တဲ့အရာကိုသင်ကိုမြင်စေဖို့ဖခင်အလိုတော်ရှိတယ်ဒါဆိုသင်ကဘာကြောင့်ဖခင်သင်ကိုမြင်စေချင်တာလဲသင်ကဖခင်သားသမီးဖြစ်နေလို့ဟာလေလုယာဖခင်သားသမီးတွေကိုဖခင်ကသူများမမြင်နိုင်တဲ့အရာကိုမြင်စေခြင်းနေပြီ။ဘာကြောင့်ဆိုသူများမလုံနိုင်တဲ့အရာကိုလုံနိုင်မဲ့သူတွေကသူများမမြင်နိုင်တဲ့အရာကိုမြင်တဲ့သူဟာပဲသူများမလုံနိုင်တဲ့အရာကိုလုံနိုင်တာဖြစ်တယ်။ Come on သူများမလုံနိုင်တဲ့အရာတွေကိုသင်လှုပ်ချင်တယ်ဆိုရင်သူများမမြင်နိုင်တဲ့အရာကိုသင်မြင်နိုင်ဖို့ဖခင်ကအလိုရှိတယ်။ I don't know ဒီ generation ကိုဖျားသခင်ကအမှုတွေပြုတော့မယ်အမှုတွေပြုတော့မယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးညီကောင်မောင်မတို့ကျွန်တော်ပြောပြမယ်မဖြစ်နိုင်ဘူးဆိုတာမရှိဆိုကျွန်တော်ပြောပြမယ်ခုကျွန်တော်ရုပ်ရှင်ပဲကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်မာဂတ်စကာဆိုတဲ့ရုပ်ရှင်ကိုကျွန်တော်ကြည့်ခဲ့ဘူးတယ်ကတ်တုံးလည်းရှိတယ်မာဂတ်စကာဆိုတဲ့ရုပ်ရှင်အဲ့ဒီမာဂတ်စကာကနေကျွန်တော်အခုမတ်လမှာအဲ့ဒီမာဂတ်စကာမှာကျွန်တော်သွားတရားဟောရမယ်ဖြစ်ချင်တော့ကျွန်တော်ခေါ်ဖိတ်တဲ့သူကအဲ့ဒီမာဂတ်စကာမှာမာဂတ်စကာရဲ့ president နဲ့ very close ဖြစ်နေတယ်သမ္မတနဲ့ very closeဆူတောင်းပေးလို့ရအောင်ကျွန်တော်ပြောပြမယ်မတ်လ6ကနေ10မှာကျွန်တော်ဘရာဇီးမှာတရားဟောပွဲရှိတယ်ဟာလေလုယာပြီးတော့ပီရူမှာတရားဟောပွဲကျွန်တော်ရှိတယ် South Africa မှာတရားဟောပွဲရှိတယ်ပြီးတော့Uganda မှာကျွန်တော်ရှိတယ်တောက်လျှောက်ကျွန်တော်ဒီတစ်နှစ်တာလုံးမှာကျွန်တော်တရားဟောပွဲတွေဖြစ်ချင်တော့မြန်မာတရားဟောပွဲတဲ့အင်္ဂလိပ်တရားဟောပွဲကပုံများလာပြီဖြစ်တယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းဆိုတော့ကျွန်တော်ဒါကြွားနေတာမဟုတ်ဘဲနဲ့ကျွန်တော်ဘာကိုဖော်ပြချင်လဲဆိုတော့စားတယ်လို့နောက်တယ်လို့ကျွန်တော်ပြောခဲ့မယ်ကျွန်တော်ယင်ထဲမှာတကယ်ရှိနေတဲ့အရာတွေလားကျွန်တော်ဘာရှိတာဆိုတော့သိနေတဲ့အရာတစ်ခုကမြန်မာလိုတရားဟောတာထက်ငါအင်္ဂလိပ်လိုတရားဟောတာပုံများလာတော့မယ်ဆိုတော့ကျွန်တော်သိတဲ့အခါမှာကျွန်တော်အမြဲတမ်းပြောလဲဒီနေ့မှလို့ကျွန်တော်တရားဟောပွဲမှာမြန်မာလိုကြားချင်တာတော့မကြားတော့ဘူးဘာညာကျွန်တော်ပြောခဲ့တဲ့အရာတွေအားလုံးအခုတကယ်ကိုဖြစ်လာတယ်ဆိုတော့ဒီ generation ကိုကျွန်တော်ဘာဖြစ်စေချင်လဲဆိုတော့ကျွန်တော်တက်တာ၍ချီးမြှောက်ခံရတဲ့သူတွေကျွန်တော်အရန်ဖြစ်စေချင်တာအာမင်ကျွန်တော်တက်တာ၍ဖခင်ကအသုံးပြုတဲ့သူတွေဖြစ်လာစေချင်တယ်ဒီနေ့မှာနိုင်ငံတော်ရဲ့အကြီးအကဲတွေကခေါ်ဖိတ်ရတဲ့အထိဖခင်ရှင်တင့်ကိုဟာလေလုယာနိုင်ငံတော်အကြီးအကဲတွေကခေါ်ဖိတ်ပြီးတော့တင့်စီကနေပြီးတော့မှအကြံဉာဏ်တွေတောင်းရတဲ့သူတွေဖြစ်စေချင်တယ်ဒါကြောင့်စစ်မှန်တဲ့ဖခင်သားသမီးတွေဖြစ်ပါစေစစ်မှန်တဲ့ဖခင်သားသမီးတွေပေါ်ထွက်လာဖို့ဖခင်လိုတော်ရှိတယ်စစ်မှန်တဲ့ဖခင်သားသမီးမှန်ရင်လူမျက်စိနဲ့မမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့သူတွေဖြစ်ရမယ်လူနားနဲ့မကြားနိုင်တဲ့အရာကိုကြားနိုင်တဲ့သူတွေဖြစ်ရမယ်မှတ်ထားဒါဆိုကျွန်တော်ပြောပါမယ်ယောမဩရစာခန်းကြီး8ထဲမှာပါတဲ့ဟာလာဒီလောကရဲ့ဖခင်သားသမီးတွေပေါ်ထွန်းခြင်းကိုတောင်းတနေတယ်ဆိုတာဘာကိုပြောနာလဲလောကမမြင်နိုင်တဲ့အရာကိုမြင်နိုင်တဲ့သူတွေကဘာသူတွေလဲဖခင်သားသမီးတွေလောကမချားနိုင်တဲ့အရာချားနိုင်တဲ့သူတွေဘာလို့လဲဘုရားသားသမီးတွေမတခုတော့ရှိတယ်ညီကိုမောင်မတို့မကြခင်မှာပြည့်ရဆရာချရေးခိုင်းမယ်ပြည့်တခုလည်းရှိတယ်ညီကိုမောင်မတို့တခုဖြစ်လာရင်ဟိုလူတယောက်တည်င်းကိုမကောင်းတဲ့တည်င်းကိုonline မှာလွှင့်လိုက်ပြီဆိုရင်တင်ကစီရင်တဲ့သူတွေမှာတင်မပါပါစေနဲ့ဆူတောင်းပေးတဲ့သူတွေမှာတင်ပါပါစေအာမင်စီရင်တဲ့သူတွေမှာမပါပါစေနဲ့ဆူတောင်းပေးတဲ့သူတွေမှာတင်ပါပါစေဒါမြန်မာလူမျိုးတွေအတွက်ကျွန်တော်အင်မတန်မှကောင်းကြီးဖြစ်စေချင်လို့ကျွန်တော်လုပ်မဲ့အရာတစ်ခုရှိတယ်လူတွေနားလည်နိုင်မှာတော့မဟုတ်ဘူး
September လထဲမှာကျွန်တော် GMC conference ကျွန်တော်လုပ်မယ်အဲ့ဒီ conference မှာအင်မတန်မှတင်တို့နားမလည်နိုင်တဲ့ခေါင်းဆောင်တွေပါလာလိမ့်မယ်ကဘာရဲ့ခေါင်းဆောင်တွေပါလာလိမ့်မယ်ကဘာရဲ့ခေါင်းဆောင်တွေပါလာလိမ့်မယ်ဆရာကြိုပြောထားပြီကြိုပြောထားပြီဒီမှာမလုပ်ဘူးဘန်ကောက်မှာလုပ်မယ်ဆိုတာကဘန်ကောက်မှာလုပ်မယ်ဆိုတာတခြားကြောင့်မဟုတ်ညီကောင်မောင်တို့မြို့ကြီးလည်းဖြစ်တယ်လာတဲ့သူတွေကလည်းတကယ်ကိုဝိညာဉ်မှာ January လာမှာဖြစ်တဲ့အတွက်ကြောင့်ဟောဆရာမချလား January လာမှာဖြစ်တဲ့အတွက်ကြောင့် Hallelujah ကြိုတင်ပြင်ဆင်ကြပါကြိုတင်ပြင်ဆင်ပါမြန်မာလူမျိုးတွေကြိုတင်ပြင်ဆင်တာအရာအားနေတယ်ကပ်ပြီးမှ walking လာလုပ်တဲ့အဖွဲ့တွေရှိတယ်အဲ့လိုမလုပ်နဲ့ကြိုတင်ပြင်ဆင်တာအာမင်ကြိုတင်ပြင်ဆင်တာတင်းတွအရန်ရေးကြည့်တယ်တင်းတွအရန်ရေးကြည့်တယ်ဥပမာဆရာတခုပြောပြမယ်ကြိုက်တာဝေဖန်ဆရာကတော့ဒီ generation ကောင်းကြီးဖို့ဆရာလုံးမဲ့အရာတခုရှိတယ်အဲ့ဒါဘာလဲသိလားဆရာပြောမယ်မကြမီကြားလိုက်လားမသိဟေးဆောင်ရဲ့ဖခင်ဖြစ်တယ် Brian ရဲ့ဟာလာလဲပြူသွားတဲ့အကြောင်းကြားတယ်ဒါပေမဲ့သင်တို့သိလားမသိဘူးအဲ့ဒီမတိုင်ခင်မှာ Australia ရဲ့နှိုးထားမှုဆိုတာဘာမှမရှိဘူး Australia ဘယ်သူမှဝင်ရမှာထင်လည်းမကြည့်ဘူးအဲ့ဒီဆရာကြီးအပြင်အဲ့ဒီဆရာကြီးတို့ ministry ဟေးဆောင်အပြင် Australia ဆိုတာ conference အကြီးကျယ်ဖြစ်ခဲ့တယ်အဲ့ဒီဟာသူလဲပြီးရော Australia မှာဘာနှိုးထားမှမရှိတော့တေချာနာထောင်ပေးကျွန်တော်ပြောပြမယ် Okay ကျွန်တော်ဆူတောင်းတာကြာပြီသူလဲပြိုတဲ့ကျွန်တော်ဆူတောင်းတာဘာဆူတောင်းတယ်လားကြာပြောနားထောင်သူလဲပြိုသွားတဲ့အချိန်မှာတကယ်ကိုတကဘာလုံးကသူ့ကို judge လုပ်နေချိန်မှာပထမဆုံးသူ့ကိုခေါ်ဖိတ်တာဘာလို့ထင်လဲJoseph Prince ကခေါ်ဖိတ်ပြီးတော့မှဘာလုပ်လဲဆရာဒီ generation ကိုနှလုံးသားကြီးရှယ်နှလုံးသားကြီးထည့်ပေးခြင်းတယ် Joseph Prince ကခေါ်ဖိတ်လိုက်တယ် Okay ကြော်ပြန်တေချာနာတော့ Joseph Prince ကခေါ်ဖိတ်တယ်ဒါဆိုရင်ဒီလိုမျိုးပြောလို့ဆိုနေချိန်မှာ तू လဲကျသွားတဲ့ချိန်မှာ तू လိုအကြီးရစင်မရှိတာအကြီးဆုံးပဲကွာခေါ်ဖိတ်တဲ့အခါမှာ तू များဘလောက် तू ဘလောက်ထိခိုက်သွားနိုင်လဲ Okay ဒါပေမဲ့ဖခင်ကြောင့်ဘာဖော်ပြသလားဆရာ Joseph Prince ကသူများဘာပြောကျွန်တော်တို့သူ့ကို respect ပေးတယ်ဘာကြောင့်သလားသူအယမ်းမြင်တတ်လို့ကျွန်တော် generation တွေအားလုံးအမှုတော်ဆောင်နေနဲ့လဲပြိုသွားတဲ့သူမဖြစ်ဖို့ကျွန်တော်သူ့ကိုပြန်ခေါ်ဖိတ်မှရမယ်ဆိုတော့ကျွန်တော်သိသွားတာ divine vision ဆိုတာတဲ့လားသူများမမြင်တတ်တောင်မြင်တာကျွန်တော်ခုပြောပြမယ်အဲ့ဒီဆရာကြီးလဲပြိုသွားတဲ့အတိုင်းသင်မလဲပြိုချင်းအဲ့ဒီဆရာကြီးကို honor ပြန်လုပ်ပါဆရာမြင်တယ်ဆရာဆူတောင်းတယ်ဒါပေမဲ့သူလဲပြိုသွားလဲပဲကျွန်တော်အနေထားနဲ့ခေါ်လို့မရအောင်သူတို့အကြီးပဲ still တခုဖြစ်တယ်ဆိုတော့တို့ကမျက်နှာဘာဖြစ်တယ်လဲအဲ့ဒီဆရာကြီးလားဟဲဒါပေမဲ့သူ့အပြင် Australia တခုလောက်ကောင်းကြီးဖြစ်ခဲ့တာဗျအခုသူလည်းရက်သွားတယ်ဘယ်သူမှမလုံနိုင်တော့ Australia ပြန်ရက်သွားပြီဒါပေမဲ့ကျွန်တော်ဆူတောင်းခြင်းဟာကျွန်တော်တို့ honor ပြန်လုပ်ခြင်းအပြင်သူ့ကိုတွေ့တာနဲ့ကျွန်တော်ပြန်တော့မှပြန်လုပ်ပါ Australia အတွက်ကျွန်တော်ဆူတောင်းပေးမယ်ကျွန်တော် backup လုပ်မယ်သူပြန်လဲပြီးတော့ Australia ကိုပြန်လှုပ်ခြင်းအပြင်သူလက်ခံလက်မခံပြန်လှုပ်ခြင်းအပြင်အဲ့ဒီ Australia ကပြန်ကောင်းကြီးဖြစ်မယ်ဆိုတော့ကျွန်တော်ဝိညာဉ်ထဲမှာခံစားရတယ်။ဒါကျွန်တော်လုပ်ရမယ်။ဒါပေမဲ့ကျွန်တော်ဘယ်ကနေဖိတ်ခေါ်မှကျွန်တော်မသိဘူး။သူတို့ကလည်း still သူတို့ကြာဆုံးတော့သူတို့အောင်မြင်တဲ့သူတွေပဲ still ဆိုတော့ခေါ်ဖိတ်ရခတ်တယ်။ဒါပေမဲ့ဖခင်မဆတယ်။ဒီနေ့ကျွန်တော်အဖြေရတယ်။ September လမှာသူလာမှာဖြစ်တယ်။ဆိုတော့ hallelujah September လမှာကျွန်တော် invitation ကို तू accept လုပ်လိုက်ပြီးတော့ तू ရောက်လာမှာဖြစ်တယ် hallelujah လာတော့မှာဖြစ်တယ်ဆက် तू ခေါ်ဖိတ်လိုက်ပြီးမြန်မာပြည်သားတွေအတွက်ကောင်းကြီးဖြစ်စေဖို့အထူးဖြစ်စရာဘာပြန်တင်ယူမလဲဆိုတော့ तू လှုပ်ဆောင်ခဲ့တဲ့အထက်မှာ तू စီအကြိုက်ဆုံးက leadership သူ့ရဲ့ leadership ကအရန်ကောင်းခဲ့တယ်ကြိုက်တဲ့လူကဲ့ရဲ့နော်ကျွန်တော်ပြောကြိုက်တဲ့သူကဲ့ရဲ့သူ့လိုဘယ်သူမှမလုပ်နိုင်မဲနဲ့မပြောနဲ့ဆိုကျွန်တော်တင်ယူမယ်လဲပြိုသွားတဲ့သူဒါမှကြည့်ဆရာပြောပြမယ်တေချာနားထောင်ပေးတို့ generation ကနှလုံးသားကောင်းတဲ့ generation ဖြစ်ရမယ်သူများစီရင်တဲ့ generation မဖြစ်ရအောင် Okay ဆရာတို့ပြောပြမယ်ကဘာမှာဟိုးတုန်းကဘယင်တစုလို့အောင်မြင်ခဲ့တဲ့ဆရာကြီးတယောက်ရှိတယ်သူ့နာမည်က Jimmy Swaggart အဲ့ဒီဆရာကြီး Jimmy Swaggart အောင်မြင်ခဲ့တော့ကြောက်ဆရာကြီးဒါပေမဲ့အဲ့ဒီ Jimmy Swaggart ကပြစ်ဒဇာမနဲ့မှားယွင်းသွားတယ်
လဲကျသွားတယ်လဲပြိုသွားတယ်အဲ့ဒီတင်းရ hot news နဲ့တကယ် top news America နိုင်ငံတစ်ခုလုံးမှာ Friday မှာပေါ်ထွက်လာတယ်အဲ့ဒီ Sunday မှာဖျားเจ้าနေမြောက်များစွာရှိတဲ့ America ကြီးကဖျားเจ้าတိုင်းက Jimmy Swaggart မှာ Jimmy Swaggart ဆိုတယ်လို့လဲပြိုသွားတာဘာညာ Jimmy Swaggart ရဲ့အနှုတ်လက္ခဏာကြီးပဲပြောနေတဲ့အချိန်မှာပါစတာတယောက်ဒီ generation ကျွန်တော်မွေးထုတ်ချင်တယ်ဗျာအဲ့ဒီပါစတာတယောက်ကစင်ဘောကိုတက်လာပြီးတော့မျက်ရည်နဲ့ come on အဲ့ဒီဆရာက Jimmy Swaggart နဲ့ခင်တော့မခင်ဘူးမျက်ရည်နဲ့ဖယားအရာအသုံးပြုခဲ့တဲ့ညီကိုကြီးတယောက်လဲကျသွားပြီတခြားလူတွေခရိယာန်တွေပျော်နေနိုင်တယ်သူ့အကြောင်းပြောတော့မှဘယ်လိုခေါ်မလဲအားရနေကြတယ်အားပေါင်းအိုင်းတန်နဲ့အားရပါရပြောနေကြတယ်ဒါပေမဲ့ငါအတွက်တော့သူလဲကျသွားတာငါတို့ဖယားနိုင်ငံတော်အတွက်ဆုံးရှုံးခြင်းတစ်ခုပဲ Kingdom mindset တော့ငါတို့တင်းတော်ကတော့သူများလို့သူ့အကြောင်းထိုင်ပြောတာမဟုတ်ဘဲနဲ့သူ့မိသားစုအတွက်ငါတို့ပြန်ဆုတောင်းပေးမယ်သူပြန်လဲပြီးတော့မှဖယားနိုင်ငံတော်အတွက်ပြန်လဲပြီးတော့မှပြန်လဲဆက်ကတ်တဲ့သူဖြစ်လာစေခြင်းနဲ့သူသားစဉ်မြေးစာအမှုတော်ဆောင်နေသူ့ထက်တာ၍ဖယားအတုပ်ပြတဲ့သူတွေဖြစ်လာစေခြင်းနဲ့မျက်ရည်နဲ့ဆုတောင်းပေးမယ်ဆိုတော့သူတို့ဖယားကြောင့်ဆုတောင်းပေးခဲ့တယ်လူတစ်ထောင်တောင်မပြည့်ဘူးအဲ့တုန်းကမျက်ရည်နဲ့ဆုတောင်းပေးခဲ့တဲ့ဆရာကြီးကအဲ့ဒီနှလုံးသားကောင်းစားခြင်းနဲ့သူများလဲပြိုသွားတာကိုမျက်ရည်နဲ့ပြန်ဆုတောင်းပေးတဲ့နှလုံးသားရှိတဲ့ဆရာကြီးရဲ့နာမည်က John Austin လို့ခေါ်တယ် Hallelujah အဲ့ဒီ John Austin ရဲ့မျက်ရည်နဲ့ဆုတောင်းပေးခဲ့ခြင်းဟာမချခင်မှာပဲအဲ့ဒီတစ်ထောင်တောင်မပြည့်တဲ့အသင်းတော်ကနေတဖြည်းဖြည်းဖယားမဆာတော့လူ9000လောက်ရှိတဲ့အသင်းတော်ဖြစ်လာတယ်အခုတော့အားလုံးသိတဲ့အတိုင်းပဲအမေရိကမှာအကြီးဆုံးဖယားကျောင်းကိုဥဆောင်နေတဲ့သူကတော့ Joel Austin သူ့သားဖြစ်လာတယ်အဲ့ဒီ generation သူများကို judge မလုပ်ဘဲနဲ့ကောင်းကြီးပေးဆုတောင်းပေးတဲ့ generation တို့ဖြစ်ကြရအောင်အာမင်အာမင်တော့ဆရာတော်ဒီ generation တို့ဆရာရေးလဲဆုတောင်းတယ်ပြင်ဆင်တယ်သူများလက်ခံကလက်မခံအဲ့ဒီဆရာကြီးကိုအခုဆရာကြီးဟာလာ Brian ကိုဆရာတို့လက်ခံလိုက်ချင်းကြောင်းဆရာသူများတွေအမျိုးစုံပြောလဲပြောနိုင်တယ်ကျွန်တော်ကိမဆိုင်ဘူးဖျားခိုင်းတာတို့လုံးမယ်ဖျားခိုင်းတာတို့လုံးမယ်အဲ့ဝင်ဖျားခင်တို့ကောင်းချီးပေးလိုက်မယ်ဖျားခင်တာချီးမြှောက်လိုက်မယ်သူများ judge လုပ်တဲ့ generation မဖြစ်เสียအောင်သူများဆူတောင်းကောင်းချီးပေးတဲ့ generation မဖြစ်ရမယ်ကြီးရချီးမွမ်းပါတယ်မြန်မာပြည်သားတွေအတွက်ကောင်းချီးဖြစ်စေဖို့သူလက်ခံလိုက်ပြီ September 11အဲ့ဒါမှတ်ထား9/11မှာကျွန်တော်တို့ GMC စမှာဖြစ်တယ် GMC Hallelujah GMC စမှာဖြစ်တယ် Apostle Jimmy ဆရာအဲ့ဒါလေးမှတ်ထားပေးပါအောင်ဆရာကင်းပေါင်တို့မှတ်ထားပေးပါအောင်ဆရာမှတ်ထားပေးပါအောင် September 11ဆရာတို့အားလုံးမှတ်ထားပေးပါအောင်ကျွန်တော်အားရပါရ September 11နောက်နေ့မဟုတ်ဒီနေ့September 11 9/11မှာဟိုမှာကတော့ပြိုကျသွားတယ်ငါတို့ရဲ့တော့9/11မှာမင်္ဂလာတောင်းနေအကုန်ပြိုကျမယ်မြို့ရိုးတွေအကုန်ပြိုကျပျက်စီးရမယ်အာမင်ဟာလေလုယာစင်ရရှင်တောင်းနေအကုန်လုံးပျက်စီးရမယ်မြို့ရိုးတွေအကုန်ပျက်စီးရမယ်အာမင် generation နဲ့ဆိုင်တဲ့ကောင်းကြီးတွေစတင်ရယူတဲ့မင်္ဂလာတွေပြန်ဖြစ်လာမယ်အာမင်အဲ့ဒီ movementနိုင်ငံတကာပြန်လဲကောင်းကြီးဖြစ်စေတဲ့ generation ကိုသယ်ဆောင်တဲ့သူတွေဖြစ်ရမယ်အာမင်ယုံကြည်တယ်ဆိုအာမင်ထူရအောင်ချေချေ hallelujah ကြွေးကြော်တဲ့တန်နဲ့ပြောအာမင်နောက်တော့ပြောအာမင်အားလုံးကပ်ပြီးတော့မှလောရှင်နဲ့ဆော့ရဲမရှောင်းမလို့နဲ့ရအောင်လားအာမင်ဖျားရှင်ကြီးတော်မူပြုမယ်အာမင်ဖျားခင်ပြုမယ်အမှုရာတွေကစမ်းကြဲတဲ့ညီကောင်မဒါကျွန်တော်ရှင်းလေးပဲဖျားခင်လုံးမယ် next generation movement ထဲမှာသင်ပါပါစေလိုင်းလုံးထဲမှာသင်ပါပါစေအာမင် hallelujah ခုပြောနေချိန်မှာကျွန်တော်ကဲရတဲ့သူလည်းရှိအောင်ရှိနေပါတယ် online မှာခုစနေပြီလည်းဖြစ်အောင်ဖြစ်နိုင်တယ်အဲ့မှာငါ3မိနစ်လား5မိနစ်လားဖြတ်ပြီးတင်မဲ့ဖွဲ့လဲဒါကွက်ကောင်းနေရလာနေတယ်ပြီးတဲ့ခါကျတော့မှသူ့ရဲ့ဘာညာမကောင်းတာတွေဖြတ်ညက်တင်လို့ဒီဘီလာခေါ်ဖိမေစီယာဒီလိုဖြစ်ပါတယ်ဆိုတော့လာမဲ့ဖွဲ့လဲရှိနိုင်တယ်ပြန်တာမရှိဘူး
ပြနာမရှိပြနာမရှိလူတွေကိတ်ရတာကြောက်မှတော့ဒေးဗစ်လားဆိုဖြစ်လာစရာအကြောင်းမရှိဘူးအာမင်အာမင်ဟာလေလုယာအော်အဲ့လိုမျိုးလုံးလေဆရာဒေးဗစ်လားမြန်မာပလက်ဖောင်းနဲ့ကမ္ဘာပလက်ဖောင်းတက်လာပြန်ပြီဟာလေလုယာအဲ့လိုရှော့ပြောလေရန်သူတွေကလည်းမကျင်တတ်လေပဲစိတ်မကောင်းနောက်ပိုင်းအရာအလုပ်များလို့ conference တွေမလုပ်နိုင်တော့ကျွန်တော် January လတော့နှစ်သိရဲ့အတစ်တော်ယူပါယုံတွေကိုချပြဖွင့်အတွက်တော့ကျွန်တော် conference တစ်နှစ်မှာဘာမလုပ်နိုင်တော့မှအဲ့ဒီ generation အတွက် January လတိုင်းမှာကျွန်တော်တရားဟောပွဲလုပ်မယ်အာမင်ရှေ့ကြခင်အလုံးလုံးလေးမယ်ဆိုကျွန်တော်ယုံကြည်တာအာမင်ဟုတ်ပြီအေဖာအော်စာခန်းကြီးတစ်ကိုတွားရအောင်ညီကိုမောင်မအေဖာအော်စာခန်းကြီးတစ်ငယ်16 20သွားမယ်တရားလည်းဟောခြင်းတယ်တခြင်းရလည်းဒီထဲကနေဖြစ်နေတယ်ဖြစ်နေဟာလေလုယာအငယ်16ကနေတွားရအောင်ဆုတောင်းသောအချက်ဟောမူကားငါတို့သခင်ယေရှုခရစ်ဖခင်ဖြစ်တော်မူသောဘုန်းကြီးသောအဖခမည်းတော်သည်ကိုတော်မြတ်ကိုသိချင်းအလို့ငါရခဏလေးရမယ်ကျွန်တော်တို့ဖခင်ကဘလို့ဖခင်လဲဆိုတာကိုသင်တနေ့ပြီးတနေ့သာ၍မြင်လာဖို့အရေးကြီးတယ်ဥပမာဆိုပါစို့ယေရှုနဲ့အတူရှောက်လန်းနေတဲ့သူတွေပင်လျင်ယေရှုဘယ်သူမှမသိတာဘယ်လိုမသိတာသိလားညီကောင်မောင်မတော်ယေရှုနဲ့အတူရှောက်လန်းနေတဲ့သူတွေပင်လျင်ကျွန်တော်တို့က carnality ဆိုတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာမဟုတ်ဘဲနဲ့ဒီဇာတိအရာမှာပဲကျွန်တော်တို့ကတော်တော်လေးတွေးတတ်တယ်ဖခင်နဲ့ပတ်သက်လာရင်ဒီနေ့ဒီချိန်ဒီနိုင်မှာလည်းဖြစ်တတ်တဲ့သဘာဝကျွန်တော်တို့ဇာတိအတွေးခေါ်နေတယ်ပဲသွားတယ်ဖခင်ကဝိညာဉ်သဘောပြောနေတယ်တို့ကဇာတိသဘောပဲပြန်လို့စဉ်းစားတဲ့သူတွေရှိတယ်ဥပမာဆရာပြောပြမယ်ယေရှုခရစ်တော်နဲ့သူရှောက်လန်းနေတဲ့ယေရှုခရစ်တော်လောကမှာရှိစဉ်အခါမှာသူ့ရဲ့တပည့်တော်တွေကိုသူပါပြောလဲဆိုငါအသွေးကိုမတောက်ငါအသားကိုမစားဘူးဆိုရင်ငါနဲ့မဆိုင်ဘူးလို့ပြောလိုက်တယ်အဲ့ဒီမှာသူတို့တွေလုံးဝနားမလည်နိုင်တော့ယေရှုထွက်သွားတဲ့သူတွေအများကြီးရှိတယ်တဲ့ဆိုကျွန်တော်တတ်တာမှာကိုဖခင်ကကျွန်တော်တို့ကိုယုံကြည်သူဘယ်ဖြစ်စေချင်တာမဟုတ်သူ့ရဲ့တပည့်တော်ဖြစ်စေချင်တာသူရဲ့ဘာဖြစ်စေချင်တာလဲအဲ့ဒီတပည့်တော်ဆိုတာဘာလဲဆိုတော့ disciple ဆိုတဲ့အရာကဘာလဲလို့ဆိုတဲ့အခါမှာဖခင်သခင်ရဲ့အလေးအလာသဘောတော်ကိုသိဖို့အရင်ကြီးတယ်ဘာလို့ disciple ဆိုတဲ့အဓိပ္ပာယ်ပါသလားအင်္ဂလိပ်လို့ဆိုရင် learner သင်ယူတော်သူသင်ယူတဲ့သူတပည့်တော်ဆိုတာဘာလဲသင်ယူတော်သူခရစ်တော်နောက်လိုက်ပြီးတော့သင်ယူနေတဲ့သူတွေပင်လျင်ဖခင်ရဲ့အလေးအလာသဘောတော်မသိဘူးဥပမာငါအသွေးငါအသားကိုမစားမတောက်ဘူးဆိုရင်ငါနဲ့မဆိုင်ဘူးပြောတဲ့အချိန်မှာသူတို့နားမလည်နဲ့နော်ကိုတော့ဒီစကားကြီးကအရန်လူတွေအတွက်လက်မခံနိုင်တဲ့စကားဖြစ်တယ်ဥပမာဆရာတခုရှင်းအောင်ပြောပြမယ်ဝိညာဉ်ရေးရတော်တော်များလူတွေလက်ခံမှာမဟုတ်ဘူးလူတွေလက်မခံလို့လူတွေလက်မခံတော့ညာလဲသင်ဖျားလုတ်ခိုင်းတဲ့အရာတော့သင်ပြက်တတ်လုပ်အောင်ပါပဲအာမင်။ဘာကြောင့်လဲဆိုတော့သင်အဲ့လိုမျိုးလုံးမလေဖျားရဲ့နိုင်ငံတော်ဟာစကားနိုင်မတည်ဘူးတကိုးနိုင်တည်တယ်။သင်နားမလည်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဖျားခိုင်းတာကိုလုံးမသင်အမှုတစ်တွေအများကြီးပြုနိုင်မှာအာမင်ကျွန်တော်နားလည်အောင်တစ်ခုပြောပြမယ်အခုဖခင်เจ้าတွေကဖခင်เจ้าတက်တယ်တပတ်တစ်ခါဖခင်เจ้าတက်တယ်ဖခင်เจ้าတက်တော့ဘာလုပ်လဲ worship လုပ်တယ် worship လုပ်ပြီးရင်ဘာလုပ်မလဲကွယ် worship လုပ်ပြီးရင်အလှငွေကောက်မယ်ပြီးရင်ဘာလုပ်မလဲဆူတောင်းမယ်အထွေထွေဆူတောင်းမယ်ပြီးတော့ဘာရှိလဲကွယ်အသက်တခံကြမယ်ကွယ်တက်တခံပြီးဘာလုပ်မလဲတရားဟောတာနားထောင်မယ်တရားဟောနားထောင်ပြီးဘာဖြစ်လဲပွဲတော်ရှင်ပွဲတော်စားမယ်ပြီးရင်ဆူတောင်းပြီးတော့အပိတ်ဆူတောင်းတော့ဘာလုပ်မလဲအာမင်အာမင်အာမင်ဆိုတဲ့ဖွဲ့လည်းရှိတယ်မဆိုတဲ့ဖွဲ့လည်းရှိတယ်ပြန်လာမရှိဘူးပြန်သွားမယ်မုတ်ကျွေးစားမယ်မုတ်ကျွေးလည်းမစားဘူးโอเคဆိုဟုတ်ပြီအဲ့ဒါနဲ့ဘယ်လောက်ကြာနေပြီလဲဖျားเจ้าနေဒါကြီးလားကိုယ်ွယ်ချင်းတော့ဒါကြီးလားမဟုတ်ဘူးအဲ့ဒါကိုယ်ွယ်ချင်းမဟုတ်ဘူးအဲ့ဒါကိုယ်ွယ်ချင်းမဟုတ်ဘူး
အဲ့ဒါကိုယ်ွယ်ချင်းမဟုတ်ဘူးအဲ့ဒါအစီအစဉ်တစ်ခုလာလုပ်နေတာဒါပဲကျွန်တော်ညင်းငွေပြီအဲ့ဒါကျွန်တော်အရင်ညင်းငွေသွားပြီတော့ပြီအဲ့ဒါညင်းငွေစရာကြီးโอเคပြီးတော့ဖျားเจ้าနေရလဲအဲ့ဒီအလှငွေပေါ်မှာပဲရက်တည်နေတယ်ဆိုရင်ညင်းငွေစရာကြီးဖြစ်ပြန်အောင်လူတွေလာပြီးတော့အလှငွေတွေနဲ့လေပြန် run နေရတယ်လေအဲ့ဒါနဲ့ပဲဆက်သွားနိုင်မယ်ဆိုရင်ဖျားခင်နိုင်ငံဘယ်လိုကျေပြတ်မှာလဲဘယ်လိုကျေပြတ်မှာလဲဘာလို့ဖျားเจ้าလာတက်တာလဲတပတ်တစ်ခါဟိုတက်ရမှာဝေါ်တာယုံကြည်သူပဲတက်ရမှာပေါ့အေးပေါ့ဘာမှမကြားတဲ့ဆိုင်တော့တပတ်တစ်ခါလောက်ကြားလဲမစိုးပါဘူးဖျားကောင်းမြင်ချင်းကြောင်းအဲ့လိုပဲသွားနေမှာလား no worship ဆိုတာဒီမှာကြည့်ညီကိုမောင်မတို့ယောမဩရစာခန်းကြီး7နဲ့အဲ့ဒီစစ်မှန်တဲ့ worship တဲ့ကိုတိုးဝင်မှာပဲဖျားသခင်တို့ကိုမြင်စေခြင်းတဲ့level တို့မြင်လာမှာဖြစ်တယ်အာမင်မဟုတ်အတစ်တွေထွင်လို့ပြောနာမဟုတ်ဘူးညီကောင်မောင်မတို့အတစ်တွေပြောနာမဟုတ်ဒါဟောင်းနေတာကြာပြီဒါပေမဲ့ညီကောင်မောင်မတို့ elementary principle ထဲမှာရှိနေတာကိုဖျားမကြိုက်ဘူး elementary principle ဆိုသိလားညီကောင်မောင်မတို့ဗာလဲတကယ်ခရိယန်တတ်တာမူလာတဲ့အစစ်မှာပဲမွေးလာတဲ့သေတဲ့အထိသွားနေတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါဖျားမလို့ရှင်းတော့ဘူးโอเคယောမဩရစာခန်းကြီး7နဲ့အငယ်1ယောမဩရစာခန်းကြီး7နဲ့အငယ်1သွားမယ်ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူပွေသောလက္ခဏာနဲ့ပြည့်စုံသောရစ်ကိုတင်တို့သည်ပူဇော်၍မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားတင်တို့ပြုအပ်သောဝတ်ကိုပြုမိကြောင်း Okay, okay. I beseech you, therefore, brethren, by the mercy of God, that you present your bodies a living sacrifice, wholly acceptable to God, which is your reasonable service. Reasonable service. Reasonable service. Okay, then what? Satwaya. And do not be conformed to this world, but be transformed by the renewing of your mind, that you may prove what is that good and acceptable and perfect will of God. The child version မှာကြတော့ proper worship လို့သုံးထားတယ် first မှာအငယ်1မှာနော်ဘာပြောချင်တာလဲဆိုတော့ညီကိုမောင်မတို့ကျွန်တော်တို့ရဲ့ life ကစစ်မှန်တဲ့ worship ထဲကိုဝင်စားပြီးကြိုးစားနေတဲ့သူတွေမဟုတ်ဘဲနဲ့ဖခင်ရဲ့ပြုပြင်မှုနဲ့အတူနေ့တိုင်းသွားနေပြီးဖွင့်ပြမှုတွေနဲ့အလုံးလုံးနေတဲ့သူတွေဖြစ်ဖို့ဖခင်လိုတော့ရှိတယ်ဥမာတနင်္ဂနွေတစ်ခါလာပြီးတော့ဖျားရှိခိုးတာကိုဝတ်ပြုတယ်လို့မခေါ်ဘဲနဲ့တင်းရဲ့ daily အသက်တာရဲ့အသက်ရှင်ခြင်းတင်းရဲ့နေ့တိုင်းမှာဖျားရဲ့အလိုတော်နဲ့အညီစဉ်းစားတွေးခေါ်ခြင်းလှုပ်ဆောင်ခြင်းတွေကအဲ့ဒါက true worship ဖြစ်တယ် Come on တကယ်စစ်မှန်တဲ့ worship ဆိုတာကတနင်္ဂနွေတစ်ခါလာပြီးတော့မှအချိန်10နာရီနဲ့တနာရီထိလာလောက်သွားတဲ့အရာကကိုးကွယ်ခြင်းမဟုတ်ဘူးစစ်မှန်တဲ့ကိုးကွယ်ခြင်းဆိုတာနေ့တိုင်း Come on နေ့တိုင်းအာမင်နေ့တိုင်းဘာလုပ်တာလဲကိုယ့်ရဲ့စဉ်းစားတဲ့အရာတွေအားလုံးဟာလောကသားတွေစဉ်းစားတဲ့ပုံစံအတိုင်းမဟုတ်ပဲနဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုအမြဲတမ်းစင်ကြင်စဉ်းစားပြီးနှုတ်ကပတ်တော်နဲ့ချိန်ထိုးပြီးတော့အလုံးလုံးတတ်တဲ့သူကို true worshiper လို့ခေါ်တယ် Come on ဒီ level တို့တတ်လာမယ်အာမင်ပြန်ပြောမယ်ညီကောင်မောင်မတို့တနင်္ဂနွေတစ်ခါလာပြီးတော့ဖယားရှိခိုးတာကို worship လုပ်တယ်လို့မခေါ်အဲ့ဒါ fellowship လာလုပ်တာတနင်္ဂနွေတိုင်းမှာလာပြီးတော့လာလို့တာဘာလို့ခေါ်လဲ Do we need fellowship? Yes တနင်္ဂနွေတစ်ခါတို့ညီကိုတွေမောင်နှမတွေလာပြီးတော့စုံစည်းတော့ဘာလို့လဲဘာလို့တာလဲ fellowship ဘာအတွက်လဲတယောက်တယောက်တီဆောက်ဖို့ရန်အတွက်လာကြတယ်ဒါပေမဲ့တယောက်မျက်နှာတော့မကြည့်နိုင်တဲ့အဖွဲ့တွေအများကြီးရှိတာဟုတ်လားညီကောင်မောင်နှမတို့တယောက်မျက်နှာတော့ကြည့်လို့မရတဲ့အဖွဲ့တွေမရှိဘူးလားရှိတယ်ညီကောင်မောင်နှမတို့အချင်းချင်းမတည့်တဲ့အဖွဲ့တွေရှိလား
ဘယ်မှာလဲ fellowship တပတ်တစ်ခါတော့စုံစည်းတာဘာအတွက်လဲ fellowship ဟုတ်ပါသလားဟုတ်ပါသလားပြီးတော့မှနှုတ်ကပတ်တော်ဝင်ခါတာလိုအပ်သလားလိုအပ်တယ်ဘာအတွက်လဲတိဆောက်ဖို့ရန်အတွက်နှုတ်ကပတ်တော်နဲ့ဘာလုပ်ပေးတာလဲတိဆောက်ဖို့ဒါပေမဲ့တကယ် worship ဆိုတာကဒီအစီအစဉ်ထဲမှာဖြစ်နေတာထား daily life မှာနေ့ရက်စဉ်တိုင်းမှာအာမင်ပြောရအောင်နေ့ရက်စဉ်တိုင်းမှာနေ့ရက်စဉ်တိုင်းမှာသူကစဉ်းစားတာလောကသားလို့မစဉ်းစားပဲနဲ့လောကသားလို့မစဉ်းစားပဲနဲ့သူကဘာအလုပ်ပဲလှုပ်သူကဘာနဲ့ချိန်ထိုးလဲနှုတ်ကပတ်တော်နဲ့ချိန်ထိုးတယ်ပြောဘာနဲ့ချိန်ထိုးလဲဘာနဲ့ချိန်ထိုးလဲဆိုဒီ level သွားတဲ့ခါကျရင်သင်တို့ရဲ့အမြင်တွေပြောင်းလာလိမ့်မယ်ကျွန်တော်ဖြစ်စေချင်တာက true worshipper ကပဲ true worshipper ဆိုတဲ့စစ်မှန်တဲ့ကိုးကွယ်ခြင်းထဲကနေပဲဖယားသခင်ရဲ့ဖွင့်ပြခြင်းတွေကိုရှင်းရှင်းလင်းလင်းမြင်လာရတာဖြစ်တယ်အာမင်ကိုယ့်ဘာသာကိုမရအောင်ညီကိုမောင်မတို့တကယ်ဖွင့်ပြခြင်းတကယ်ရှိတယ်ဥမာဘုရားခင်ဖွင့်ပြလာလိမ့်မယ်ဘုရားခင်ဖွင့်ပြလာတဲ့အခါမှာဘုရားခင်ဖွင့်ပြလာတဲ့အပေါ်မှာဒီအခုဆရာစချွတ်ကိုမြင်တာနဲ့သူ့အထဲမှာဘာလုံနေလဲဆိုတာဝိညာဉ်တော်ကစကားလာပြောနေတယ်အာမင်စကားလာပြောတဲ့အခါမှာ तू အားငယ်နေတာလား तू ဝမ်းနည်းနေတာလား तू မိသားစုအတွက် तू ပြင်ဆင်မှုတွေအပေါ်မှာ तू အချိန်တစ်ခုမျိုးပေါ့ကွာဖြစ်နေပေါ်မှာဒီထဲမှာခံစားပြီးဆိုရင်သူ့အတွက်ဂျားကန်ဆူတောင်းပေးခြင်းဒီ fellowship ကလိုအပ်တယ်အာမင် fellowship လိုအပ်လားလိုအပ်တယ်ဥမာဖျားเจ้าလာတဲ့အခါမှာကိုအတွက်ကိုလာတာမဟုတ်ဘူးလာတဲ့အခါမှာကြည့်လိုက်တော့တယောက်လူတယောက်ကပြုံးရနေတယ်ဒါပေမဲ့သူ့ရဲ့မျက်နှာဖြစ်တာနဲ့သူ့အထဲမှာဖြစ်တာမတူဘူးဆိုတာဝိညာဉ်ထဲမှာသိတယ်တကယ် true worshipper ကဒီတဲ့ခါမှာချက်ချင်းပဲသွားပြီးတော့မတမျိုးတော့မထင်နဲ့နော်ကျွန်တော်ဆူတောင်းပေးပြစေဆူတောင်းပေးပြစေပြီးတော့မှတင်သိရမယ့်အရာတခုကတင်ယုံကြည်သူမှန်ရင်တင်ဆူတောင်းတဲ့အရာကိုဖခင်အရင် serious ထားတယ်အော် hallelujah တင်ဆူတောင်းတဲ့အရာကိုဖခင် serious ထားတယ်ပြီးတော့မှတင်ဆူတောင်းပြီဆိုရင်လည်းလုံးဝဖြစ်တော့မယ်ဆိုတာကိုတင်သိဖို့လိုတယ်ဘာကြောင့်ဆိုတော့တင်ကဖခင်နိုင်ငံတော်မှာအရေးကြီးတဲ့ပုံကိုဖြစ်နေလို့တင်မရလို့မဖြစ်ဘူးတင်ကဖယားနိုင်ငံတော်မှာအမှုတော်ဆောင်မအရေးကြီးတဲ့ပုံကိုဖြစ်တာမဟုတ်ဘူးတင်ကအသွေးတော်နဲ့ရွေးဝယ်ထားပြီးတော့ဖြောင့်မတ်တော်သူဖြစ်တဲ့အတွက်ကြောင့်တင်ကအင်မတန်အရေးကြီးတဲ့ပုံကိုဖြစ်တယ်ဖယားနိုင်ငံတော်ထဲမှာဟာလေလုယာဖယားတင်ကိုရွေးကောက်ထားတာကြီးသောအမှုပြုဖို့ရွေးကောက်ထားတာဖြစ်တဲ့ကြောင့် you are not ordinary people you are extraordinary people you are extraordinary people ကျွန်တော်ယုံကြည်တာတင်ကြီးသောအမှုကိုပြုမဲ့သူတယောက်ဖြစ်တယ်ဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြီးပြောအောင်သင်ဟာကြီးတော်မှုကိုပြုမဲ့သူဖြစ်တယ်လို့ပြောရအောင် Hallelujah ဟောရာမစေတေရခေပိုရှိတီယာကဘာသင်ဟာကြီးတော်မှုပြုမဲ့သူဖြစ်တယ်အာမင်အာမင် Hallelujah 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 တယောက်ကောင်းကြီးပေးပြီလားတယောက်ကောင်းကြီးပေးပြီလားသင်ဟာကြီးတော်မှုပြုမဲ့လို့ကောင်းကြီးပေးပြီလားHallelujah တင်ပြောပြီးတင်မှတ်ထားတင်ပြောပြီးတင်မှတ်ထားနောက်နှစ်ပြန်တွေ့တဲ့အခါမှာပြောစမ်းဘာထူးခြားလာလဲပြောစမ်းတတ်တဲ့ခံတောင်းတဲ့တရားတင်ဆုတောင်းတဲ့အရာတွေကပြောင်းလဲလာရမယ်အာမင်တင်ဆုတောင်းတဲ့အရာထူးခြားလာမယ်အာမင်တင်ဆုတောင်းတဲ့အရာတွေတတ်တဲ့ဖြစ်လာမယ်အာမင်အာမင် Hallelujah မယုံစမ်းကြည့်တင်ပေးနာမှာရှိတဲ့သူခုဆုတောင်းပေးတဲ့တင်နောက်နှစ်မှာပြန်ဖြစ်တာမြင်တွေ့ရလိမ့်မယ်တတ်တဲ့ခံရလိမ့်မယ် Hallelujahဟာလေအခုကိုးကွယ်နေရင်းနဲ့ပဲတင့်ထဲမှာဖော်ပြချင်းခံဘေးနားမှာရှိတယ်ဆိုတကယ်ချင်းဟလာဘာဖြစ်တယ်ဆိုတော့ဘုရားခင်ဖော်ပြတယ်တင်ပြောလိုက်ပြောပြီးတင်မှတ်ထားတော့ Hallelujah 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 ဒီဇနီးမောင်နှံ2026ပါစာမျက်နှာအသစ်ဘုရားရှင်ဖွင့်ပေးတဲ့နှစ်ဖြစ်တယ်အာမင်2026ဟာတို့တခါမှမရောက်ဘူးတဲ့နေမြေတခါမှမရောက်ဘူးတဲ့အမှုတစ်တွေပြုရမယ်နှစ်ဖြစ်တယ်အ new page ကိုဘုရားခင်စတင်ဖွင့်လိုက်ပြီဖြစ်တယ်အာမင်မှတ်ထားအဲ့ဒါဖြစ်ကိုဖြစ်လာမယ်စပြီအာမင်အာမင် hallelujah ဆိုဆရာလို့ရှင်းတာကအစီအစဉ်တိုင်းလောက်တာမဟုတ်ပဲနဲ့အဲ့ဒီဖယားရဲ့ဝိညာဉ်တော်ရဲ့ဥဆောင်မှုထဲမှာအစီအစဉ်ဖြစ်ချင်မှဖြစ်လိမ့်မယ်ပရောဖက်ပြုတဲ့သူတွေရှိလိမ့်မယ်အနာရောဂါဆရာကအနာရောဂါငြိမ်းဖို့ဆူတောင်းတာထိုင်ဆောင်တာမဟုတ်ဘဲအချင်းချင်း
Hallelujah. Go when they in a my sorry when or Chama Ayan no so chinkalo. Suit down patient and Nayoka name as like Chama thing in it. Suit down quick paper a mile of Yorekama. Okay, suit down paper. Let you live a suit down like that. Abian Yodekama. Hey, Nadina Jacob Bayo Dwalemadu. Hallelujah. Hallelujah. Any that day they are tema pinny will pay a load of shit. Come on. Eddie Lomio Atendo go Piaga Pisation it out. The Bataka Edelo Labra Piatwara Pisation fellowship. Eddie fellowship of picking my worship by God. Worship lonely at it. Amen. Worship by God, worship low at it. Praise and worship Atila. Praise and worship Atila. Worship by God Labra praise low in Emma the ghost in that day. Hallelujah. The chin they are love the chin says the chin they are the chin la solo Bama two chabi man. Hallelujah. Hey Maji. Sia Sogaramo, Sia Piobam. Shangeliro, go Guebi swing. Shangelo, Sia Kaido, Sia Quado, Sia Gibado, go Guebi swing. The cook hands are Miera. Kaza Bajadala. They are worshiper. They are worshiper. They are worshiper. When they start to sing, something's happen. Something happen. And not only that, my atmosphere piangware. Hallelujah. Madanigo Monmaro to get true worshiper. Lay do a piang lay nine there to repeat it. Yeah. True worshiper lay do go piang lay nine there. Delay duga. Delay duga Macaune lay do so Chimwan chin up here. Worshipper, true worshipper got Chimwan chin up here. Eddie Macaune lay do on it. Fresh air. The guy go winning a low shallow yare. Lay do piapilla. Eddie lay do piano abi surane. My young china netwa yoji doare. Hallelujah. My piao legend was so that do a piao le to ayare. Payaso Lagaba so that do a now piao yonchin elo pillar. And I lay do piano apoma. No go back to Chialo Yadora. Come on. Piano Batalai. Yay, hallelujah, praise the Lord, hallelujah. Namlin and Epuer where she there. Town in Epuerio. More Epuer. The Mushi. Oshim Oshi Adigam Hobene. The Atema Payan Nozolai. Bama has sounds at Jomshu. Bama has sounds at Jomshu. Tabra Chimwanshi, Chimwan Bly. Hallelujah, Gako Bly. Pia worship, Pia Bly. The Atema Yan Nozolai, Barbara P. Bly. Any hands sound in that Tema Mashiba there. Amen. Lulu Lalana Pia go with any other Piam. Amen. Hallelujah. Hallelujah. Payashin thing at Tema Lulaswa Lolo Shine. Bada ye tona sila the lady in a lonely ayadi alon loa piasiba say. Piaki and Nanga Titoma say. When you know Lulaswa Lolo Yania Pipa say. Pitoma when you me sit the lara me to yare ati Pipa say. Hallelujah. Hallelujah. When you know Sinta Lara Kamati Namle Naimu. Namle Naimu. Oh my Petrua Tia Honey. Petrua Tia Honey. Petru Tia Honor on my Pidewu. Tabam Yoda upon my body when you know Sinta Labide. Blotina when you know Sinta. When you know Sinta Blotina Lelo. Machisapyama when you know Sinta two blotile. The man who can ye Satema. Hallelujah. Payata king and no go back to sit lonely that chamber. Can you need to do the tema? The gay Paya no go back to the cabin shoot is one a kind of when you know a young low. The gay a young low yare. Amen, like go mingla piapilame. Amen. Hallelujah. Shimpolu to ya honey that chamber. I mean, one nigga make chima swan and time not only there. Not only in a not only in a Shimpolo Chile go. Any I mean when they my chimatan swan and Chile to a tema tabra light sound and a young chingo to me and water the bolua. Come on, Ella, I think no my pin the arrow maybe.
အာမင်ဟာလေလုယာလူမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေသင်တို့စတင်မမြင်နိုင်ရမယ်သူများတင့်တာသမီးမပြောင်းလဲလို့ကြိုက်တာပြောဒါပေမဲ့သင်ကိုးကွယ်နေနဲ့တင့်တာအမှုတော်ဆောင်တော့သင်မြင်သွားပြီဆိုရင်ဟာလေလုယာဟာလေလုယာအိုးသူများတွေကတော့မင်းအဖေကတော့လုံးဝဆရာဝန်လက်လျှော့ပြောချင်မှာကိုးကွယ်နေရင်းနဲ့သင်အဖေကအိယာပေါ်နဲ့ထလာပြီးတော့မှဘုရားခင်ရဲ့ကျမ်းမာခြင်းကိုရသွားတယ်ဆိုတော့သင်မြင်တွေ့ရပြီဆိုရင်ဆရာဝန်ရှေ့မှာတတ်တည်သွားခံလိုက်တော့ဆရာပြောတာဟုတ်ပြီမဲ့ဆရာကျေးဇူးနဲ့ကျမ်းစာဟလာစေးကြားရတော့ဟုတ်ပြီမဲ့နှုတ်ကပတ်တော်ရတော့ကျွန်တော်ဖေမကြခင်ဆေးရုံဆင်းပြီးတော့မှကျမ်းမာခြင်းပဂတိရမယ်ဆိုတာကိုဘုရားဖော်ပြပါတယ်လို့သွားပြီးတော့ဆရာဝန်တတ်တည်ခံလိုက်ဖို့ပဲဖြစ်တယ်အာမင်အဲ့ဒီမှာဆရာဝန်နားမလည်နိုင်ဘူးတခါတည်းပြောခဲ့လိုက်ဟုတ်တယ်စေချမ်းနားမလည်နိုင်တဲ့အရာတွေကိုပြုနိုင်တဲ့ဖခင်ရှိတယ်ဆရာယေရှုကိုယုံကြည်လက်ခံရင်မကြခင်သိလာလိမ့်မယ်အေဝံဂေလိပါတခါတည်းဆရာဝင်ပြန်တော့လို့ရင်ဆေးရုံမှာနိုးထမှုတော့ဖြစ်သွားနိုင်သေးတယ်ဟာလေလုယာဟာလေလုယာသင်ဥဆရာတွေကအတင်းတော်မှာပဲတရားဟောတာတင်တို့ကအဲ့ဒီ marketplace မှာပြန်လဲဖို့တရားဟောတဲ့သူတွေဖြစ်ဖို့ဖခင်လိုတော်ရှိတယ်ဆရာတို့ကဒီကနေဟောပေးလိုက်တယ်တင်တို့က marketplace မှာသွားပြီးတော့ဆေးရုံမှာဖြစ်မယ်ကျောင်းမှာဖြစ်မယ် hallelujah လုပ်ငန်းတွေမှာ company မှာဖြစ်မယ်ပြန်လဲပြီးတော့မှတတ်တယ်ခံခြင်းအပြင်တင်တို့ကရောက်တဲ့နေရာတွေမှာဝိညာဉ်တော်တည်ဆောင်တဲ့သူတွေဖြစ်ခြင်းအပြင် come on hallelujahသင်လုံးနေတဲ့ company ကတထေးကတင်အပြင်ယေရှုကိုယုံကြည်လက်ခံသွားပြီဟာလေလုယာယုံကြည်လက်ခံသွားတဲ့အချိန်မှာသင်ကိုဘယ်လောက်ယေရှုတင်မယ်ထင်လဲငါ company မှာနေပြန်ပြီးတော့မှ share ဝင်ပေးပါနေအပြင်ငါကောင်းကြည့်come on အဲ့ဒီအရာတွေ market တွေမှာဖြစ်နေဖို့ဘုရားလိုတော့ရှိတယ်ယုံကြည်တဲ့သူအာမင်စထွေးအောင် hallelujahဆရာဒီ generation တော့ဆရာဝိညာဉ်ထဲမှာအရန်ဖြစ်နေတာကအနိုင်ကအကြီးကဲတွေကိုပြန်လဲပြီးတော့မှဆူတောင်းပေးရမယ့်သူတွေဖြစ်တယ်ဆိုတာဝိညာဉ်တော်ဖော်ပြနေတယ်စတဲ့ယူပါယုံထားအောင်စတဲ့ယူပါထားအောင်ကိုယ်ကွယ်နေတဲ့အချိန်မှာတင့်ကိုဖျားပါဖော်ပြလဲအဲ့ဒါရေးချထားပြီးတော့စတင်ဝန်ခံကျေးဇူးတော်ရှိမွန်းတော့မကြခင်မှာအဲ့ဒီຢာတွေဖြစ်လာတော့မှဖြစ်တယ် hallelujah ဆာဆူတောင်း key person တွေတင်တော့အပြင်လွတ်မြောက်လိမ့်မယ် key person တွေတင်တော့အပြင်ပြောင်းလဲလာလိမ့်မယ် key person တွေလွတ်မြောက်လာလိမ့်မယ်Hallelujah ဘုရားနိုင်ငံတော်ထဲမှာအလကဘုရားမသိဘဲနဲ့ပတ်စံအကြီးကျယ်ဖြုံးတဲ့မီလီယံနာတွေရှိတယ်အဲ့ဒီမီလီယံနာတွေပြောင်းလဲပြီးတော့မှဟလာတကယ်ကိုအကျိုးရှိတဲ့နေရာမှာပြန်လဲအသုံးချတဲ့သူတွေဖြစ်လာဖို့ရန်အတွက်သင်ကိုဘုရားအသုံးပြုပါစေ Hallelujah Hallelujah ရှင်ရဲ့သားတို့အင်္ဂလိပ်ပြောမှမှန်တယ်အလွှာတိတိကိုအင်္ဂလိပ်လို့ဖို့ဘုရားခင်အလိုတော်ရှိတယ်ဟောအောင်ဆုံးကနေထိတ်ဆုံးတီအေးဝင်တရားလိုအပ်နေတယ်အာမင်အာမင်နေမြေတိတိကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်နေမြေတိတိကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်နေမြေတိတိကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်နေမြေတိတိကိုသိမ့်ပိုက်နိုင်တဲ့သူတွေဖြစ်ရမယ်အဲ့ဒီနေမြေတိတိကိုသိမ့်ပိုက်နိုင်ဖို့ဘယ်နေမြေကိုသိမ့်ပိုက်မလဲဆိုတာသင်မြင်တတ်ပါမိကြောင်းဘုရားခင်ကကိုးကွယ်နေတဲ့အချိန်မှာသင်ကိုဘယ်နေမြေကိုသိမ့်ပိုက်ပါဆိုတဲ့အရာဘုရားဖော်ပြလာလိမ့်မယ်အာမင်အာမင်ဒီ generation ကိုယ်ကွယ်တဲ့ generation ဖြစ်ရမယ်ကိုယ်ကွယ်တဲ့ generation အချိန်တစ်ခုမှပဲဒူးထောက်ဆူတောင်းပြီးတော့မှပြီးသွားတာမဟုတ်ဘဲနဲ့အချိန်တိုင်းမှာပြောအချိန်တိုင်းမှာဆုံးဖြတ်ချက်ချတဲ့နေရာတိုင်းမှာအဓိကမှတ်ထား worship ပါရအဓိကအချက်ကတခြားအရာထက်ဖခင်ကောင်းမြတ်ခြင်းကိုပဲအမြဲတမ်းဆင်ခြင်နေတဲ့သူက true worship ပါပဲအာမင်အာမင်ဘယ်အရာတွေကသင်အုံနောက်ထဲမှာနေရယူနေလဲအဲ့ဒါတွေအားလုံးကသင်ကိုဝိညာဉ်မျက်စိကိုပိတ်စေတဲ့အရာတွေအဲ့ဒီအရာတွေကဝိညာဉ်မျက်စိကိုပိတ်စေတဲ့အရာတွေမိမအကြောင်းသင်စဉ်းစားတာများရင်မကြခင်မှာအဲ့ဒီမိမနဲ့အိတ်ရှင်တဲ့စိတ်ဖြစ်လာလိမ့်မယ် forget it ယောက်ျားကြောင့်စဉ်းစားအဲ့ဒီယောက်ျားနဲ့သင်စတင်ပြီးတော့မာရင်မို့ကြောင့်ဖြစ်လာလိမ့်မယ် forget it ငွေကြီးကြောင့်စဉ်းစားငါဘလို့ငွေရမလဲငါဘလို့ငွေရမလဲမကြခင်မှာငွေနောက်ပါပြီးတော့သင်ပျက်စီးသွားနိုင်တယ်အဲ့ဒါတွေကအရေးမကြီးဘူးအရေးကြီးတာက you by your divine vision ပြောရအောင် divine vision Hallelujah ဒီ generation divine vision နဲ့သွားတဲ့သူတွေဖြစ်ရမယ်အာမင်သင်မြင်တတ်တဲ့သူဖြစ်လာရင်
မမြင်တဲ့သူတွေကသင်ကိုကဲ့ရဲ့လိမ့်မယ်ပြစ်တင်လိမ့်မယ်အနှုတ်လက္ခဏာပြောလိမ့်မယ်ဆရာနားလည်းတစ်ခုပြောပြမယ်မမြင်တတ်တဲ့သူဟာသူ့မှာရှိတာအနှုတ်လက္ခဏာပဲရှိတယ်အခြေအနေတွေကိုတွေ့ပြီးတော့သူကြောက်လန့်နေတဲ့သူဖြစ်လိမ့်မယ် vision divine vision ရှိတဲ့သူကဘယ်အခြေအနေကိုမှမကြောက်တော့သူတော့ divine vision ရှိတဲ့သူကဘယ်မှမကြောက်တော့ဘူးဥမာအေလိရှဲသူ့တပည့်ကပြေးလာပြီးတော့ပြောတယ်သူ့ရဲ့ကျွန်တော်ဖမ်းမို့တဲ့မြို့တစ်မြို့လုံးကိုဝိုင်းထားပြီးပြီတဲ့သူလုံးဝမကြောက်ဘူးဟုတ်လားဘယ်မှာလဲသူသွားမကြည့်ဘူးဘာဖြစ်လို့လဲအဲ့ဒီအပြင်မထွက်ခင်နဲ့သူကအခန်းထဲမှာ divine vision ရထားHallelujah ကိုရမြတ်ကိုသိရှင်းလို့ငါပညာကို၎င်းပြီးတော့ဗာပြောလဲထိုးထွင်းသောဉာဏ်ကို၎င်းပေးပါမည်အကြောင်းတန်ရှင်းသူတို့မျော်လင့်ရသောအရာကအဘယ်အရာဖြစ်သည်ကို၎င်းဟုတ်ဘူးလားမပြောဘူးလားတန်ရှင်းသူခံတော့ဟာလာဘုံစည်းစိမ်ရဲ့အမွေတော်ကအပင်ပြလောက်ကြီးသည်ကိုတော့သင်တို့သိစေခြင်းကသင်တို့ဉာဏ်မျက်စိလင်းစေဖို့ငါဆုတောင်းတယ်တဲ့ဘာမျက်စိလဲဒီမျက်စိမဟုတ်ဉာဏ်မျက်စိလူမျက်စိနဲ့မမြင်တဲ့အရာတွေသင်တို့မြင်တွေ့ရတော့မယ်နုနားနဲ့မကြားတဲ့အရာတွေသင်ကြားတော့မယ် come on hallelujah လူတွေမစင်စားနိုင်တဲ့သင်လည်းတစ်ခါမှမစင်စားရတဲ့အရာတွေသင်ထဲမှာဘုရားဖော်ပြလိုက်ခါမှာငါဟိုတော့တယ်လို့မျိုးမစင်စားဘူးပေါ့ဒါပေမဲ့ငါယူပါယုံနဲ့အရန်ကြီးလာပြီနော်တင်တခါမှမစင်စားနိုင်တဲ့ project ကြီးတွေသိစီပေါ့ဘုရားခင်ဖော်ပြလာလိမ့်မယ်အဲ့ချိန်မှာဟာအဲ့လောက်ကြီးမှလာငါဘယ်လိုလုပ်နိုင်မှာလဲတစ်ချက်ပဲနားလည်အောင်ရှင်းပြမယ်ဘုရားစီကလာတဲ့ယူပါယုံအမှတ်ထားတင်းအိတ်ကတ်ထဲကပတ်စံနဲ့ဘယ်လို့မှလုံးလို့မရတဲ့ယူပါယုံပဲ Hallelujah တင်းအိတ်ကတ်ထဲမှာရှိတဲ့ငွေအမောင့်နဲ့စัจကျင်ဘတ်ဖြစ်နေလိမ့်မယ်ဘုရားပေးတဲ့အရာတခုဟာဒါပေမဲ့ဘုရားပေးပြီဆိုရင်မှတ်ထားရေးထားပေးပါမီဒီယာတွေ For every vision there is a provision Hallelujah ဖယားပေးတဲ့ယူပါယုံရပြီဆိုရင်မှတ်ထားတော့ညီကိုမောင်မတို့မကြခင်မှာခတ်သိမ်းသောအရာတွေကအဲ့ဒီယူပါယုံပြည့်စုံစေဖို့တညီတညွတ်သေးလာပြီးတော့ပြုစုတာသင်မြင်ရတော့ Hallelujah မကြခင်သင်မြင်တွေ့ရမယ်သင်တကယ်ကြီးကသင်ကိုလာပြီးတော့မေးရလိမ့်မယ် Hallelujah မင်းငါနဲ့စီးပွားရေးလုပ်ပါလားလာပြောလိမ့်မယ်ငါမတတ်နိုင်ဘူးဆိုမင်းတတ်နိုင်စရာမလိုဘူးအဲ့ဒီဟာတွေအားလုံးငါအကုန်ပေးပေးမယ် Hallelujah ဒီ conference မှာစခင်မှာကျွန်တော်မိတ်ဆွေတွေက Pastor Kevin ကျွန်တော် Dream Ministry International Canada ရဲ့ partner တယောက်ပဲသူကSo, Pastor David, I've been praying for so long to get a Tesla car. I really want to drive because I spend a lot of money on gas. Because American cars are very heavy on gas. So, car is si boy bet tua. 1000 ကျော်လောက်ကျတယ်ဘာလို့သူအမြဲတမ်းခီးသွားတာရန်ဝေးတဲ့အတွက်ကြောင့်သူဆူတောင်းတယ်ဖျားခင် Tesla သူကြိုက်တဲ့ Tesla လဲဈေးအရန်ကြီးတယ်မဖြစ်ရှင်တော့တရက်မှာသူဆူတောင်းရင်းနဲ့ chocolate အယောင် Tesla ကားလေးသူအိမ်ရှိမှာရက်နေတာကိုသူမြင်ရတယ်တင်ပါတယ်မြင်နေရပြီလည်းမသိဘူးโอเคတော့ဒီတိုင်းမျက်လုံးမိတ်တော့ရှောက်မမြင်နဲ့တင်းချိုင်းကိုသွားမြင်တော့မဟုတ်ဘူးညီကောင်မောင်မလားကိုယ်ကွယ်ချင်းထဲမှာပဲဖရားရဲ့စစ်မှန်တဲ့အမြင်တာတွေလာတယ်ဖော်ပြခြင်းတွေရှိတယ်အဲ့လိုမြင်လဲမြင်ရော Pastor David I just give thanks to God ငါစတင်တော့ချီးတော့ချီးမွမ်းတယ်နှစ်ရက်ကြာတဲ့အခါမှာသူ့ရဲ့တငယ်ချင်းကဘာပြောညာပြောနေ Kevin ငါအိမ်ခဏလာပေးပါလားပြောတယ်သူ့အိမ်ရောက်သွားတဲ့အခါမှာကားတော့ပေးပြီးတော့ Tesla မင်းယူသွားလိုက်တော့တဲ့ Hallelujah ဘာဖြစ်လို့ဆိုငါအထဲမှာဖြစ်နာကြပြီဒီကားငါရဲ့ favorite ကားဒါပေမဲ့ငါဒီကားစီးတိုင်းမှာနင်းမျက်နာပဲမြင်နေတော့
ငါဘလို့မှဆက်စီးလို့မရတော့အဲ့ဒါငါမင်းကိုပေးတဲ့ခါမှာငါပေးမယ်လို့ဆုံးဖြတ်ချက်ချတဲ့ခါမှာငါပျော်သွားတယ်တဲ့ယူသွားတော့တဲ့ And Mama, where's my phone? Where's my phone? Come on. Eh, you know the Chiro Chimona. You know the Chiro Chimona. Be phone them the Canano. What are you going on, Mado? Pianica. The Egan and Lolo de Piamo. Hallelujah. The Egan and Lolo de Piamo. You want the man to pull her. Ah, Miela. Swear, Miela. Diga, tu la povera. Tu la chuara, yo no la chuara. Ve cámara, le me di bau. Di matho. Oh, ve ma shot home la camera. Hey. Diga tu le ma violin ha bau. Mana. Ma Gigi, Nameo G. Pastor Kevin. That they can. Madukali. Yadwabi. Do a tattoo chini to a young one yellow to Juarali. Java say. Not a pay up Yabi, so not a Yamako, baby. Hallelujah.ပြောသူမပြောလဲဆိုတော့ဟာစောတိလမ်းနေမပြောတော့ဘာနောက်မှပြောမယ်မကြည့်ကြော်ပြပညီကိုမောင်မတော်မဖြစ်နိုင်တဲ့အရာတွေတင်းတို့တတ်တာမဖြစ်လာတော့မယ်မဖြစ်နိုင်တဲ့အရာတွေကျွန်တော်တတ်တာမဖြစ်နေတယ်အဲ့ဒီမင်္ဂလာကိုယနေ့တင်းတို့ဘုံမှာတကယ်ကြီးညာပေးပါတယ် receive it in Jesus mighty name hallelujah the amen တော့မမဖူးတဲ့အရာတွေတင်းတို့တတ်တာတွေမှာစတင်ဝင်ရောက်လာပြီဖြစ်ကြောင်းယေရှုနာမနဲ့ကြီးညာပါတယ် hallelujahမထိုက်တာဘူးယေရှုအဖြစ်တရားလုံးဝထိုက်တာနဲ့သူဖြစ်တယ်ဟာလေလုယာ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 ယုံကြည်ပါလားဟာလေလုယာတင်းတကယ်ပဲဒီအရာငါတော့ဖြစ်တယ်လို့ခံယူရင်ဒီလောက်ကတော့တင်းတော့ဖြစ်ကိုဖြစ်ရလိမ့်မယ်